看那边你就表那家人干也一起的。နော်လောင်းစားတွေဟိုကလပ်ပြီးကိုရောက်တိုင်းကလားနဲ့ခံကျင်တဲ့ခံမှာပဲလေခံကျင်တဲ့ခံမှာနင်တို့စောက်ပပါလားနင်တို့အမေတွေခံလို့လားလောင်းစားတွေရဲ့ဟမ်看那所以那嘛呗，哎，格拉苏的，侬表的格拉苏的高的，看你那看路苗，少水少点起码看路呀了。你高你呀，你侬地高你呀，你侬少块钞用的，你侬什么？我包的喏，侬大嘛，侬老嘛。俺老板少多大大人的。俺这边没，俺如果多都长大呀，不咯？没得啥拿的，俺如果多都长大，没侬啊多都长大的，那边没多的大人的。ဒါတော့ဗျာဘယ်လိုပြောရမလဲဟိုကိုဘာကိုဘယ်လိုပဲကုံဘာနဲ့ပဲကုံကြိုက်တယ်လူနဲ့ပဲကုံဘာကုံမာတွေပေါ့ဗျာပြောရရင်တော့ဘာကုံမာတွေရန်စတိုင်းပြောရရင်တော့ပြောချင်ပါဘူးဒါပေမဲ့သူတို့ကလည်းပေါ်တင်ကြီးလောက်လာတော့မြင်ရတဲ့လူဖို့ကမတင်တော်လို့ဒါနည်းနည်းပြောကြည့်မယ်ဗျာနော်ဘာပြောချင်တာလဲဆိုတော့သူကသူတို့ဘယ်လိုပဲကြိုက်လို့ပဲဖြစ်ဘယ်လိုပဲဖြစ်နေနေမိုင်းတို့တူတိတ်နေကြလေနော်ပေါ်တင်လိုင်းမော်တင်ပြီးတော့အရှက်မရှိတဲ့မျက်နှာတွေနဲ့ငါတို့ဘယ်လိုပဲဖြစ်ဂုံစားမနေနဲ့လေဒီလောက်ဘာကုန်းနဲ့ကုန်းရတာတော့တော်တော်ဂုံစားနေကြတယ်နော်နင်တို့လေတော်တော်ကုံမအရှက်ကိုမရှိကြတာနင်တို့ကုန်းတာပြဿနာမရှိဘူးနင်တို့မိုင်းတို့အရှက်မရှိလို့လိုင်းမော်တင်တာပြဿနာမရှိဘူးဒါနင်တို့ရဲ့ကဏ္ဍပဲဒါပေမဲ့လိုင်းမော်တင်နဲ့ကိစ္စမှာဘာတွေဖြစ်သွားလဲဆိုရင်နော်နင်တို့လိုအဲ့လိုဘာကုန်းမတွေနော်ဟိုကုန်းနေရတာကိုဘယ်လိုပြောမလဲဂုံစားနေတဲ့ကောင်မတွေများလာတော့နော်ရိုးသားလောက်ကင်စားနေတဲ့ main ကလေးတွေကတော်တော်ကမှတိတ်ခါကြတယ်နော်တိတ်ခါကြရဆိုတာကအခုဆိုရင်ဟိုရင်နေရှိရမလားနိုင်ငံခြားသွားတဲ့ main ကလေးဆိုဘာဖြစ်တယ်ညာဖြစ်တယ်ပြောချင်နေတာကိုမှနင်တို့တွေကဒီလို line မော်တင်နော်လောက်ပြနေတော့တချို့လူတွေကပို့ပြီးတော့ရိုးသားလှုပ်ရှားတဲ့ main ကလေးတွေပို့ပြီးတော့အမြင်ဆောင်းတယ်နော်ဒါကအမြင်တစ်မျိုးနောက်တစ်ခုအဲ့ဘာကုန်းအတိုင်းဝိုင်းမှာမြင်တဲ့အမြင်ကငါတို့မြန်မာ main ကလေးတွေကိုဘလို့ပေးရင်ရတယ်ဘလို့လုပ်ရင်ရတယ်ဆိုတာနင်တို့ရှိကိုမရောက်တာနော်ဒါပေမဲ့ယောက်ျားလေးတွေနဲ့တွေ့လို့ရှိရင်သူတို့ကအဲ့တလို့ပြောတာနင်တို့နားရတော့မရောက်ဘူးနော်ယောက်ျားလေးတွေအချင်းချင်းတွေ့ရင်အဲ့တလို့ပြောတာအဲ့တော့နင်တို့ကအဲ့စကားတန်နေမကြားရတော့နင်တို့အမှဖိတက်နေတာနင်တို့ဖိတက်တဲ့ဇီးကကနင်တို့သမိုင်းပဲနင်တို့တိတ်လေးနေကြနော်ဘယ်လိုပြောမလဲဂုံပြီးတော့ဂုံတက်မစားနဲ့လိုင်းပေါ်မှာနော်အခုဆိုရင်အဆက်တောင်မရှိဘူးမဲဘာဖြစ်တယ်ညာဖြစ်တယ်နင်မတို့ကုန်းဘာပြဿနာမရှိဘူးဂုံမစားနဲ့နော်ရိုးသားလှုပ်ရှားနေတဲ့ main ကလေးတွေကိုတိတ်ခါကြစီတယ်ပြီးရင်ဒီကောင်လေးရဲ့အကြည့်တွေကနင်တို့မသိဘူးနော်နင်တို့လိုမိန်းမတွေပေါ်နေလို့ရိုးတန်းလှုပ်ရှားနေတဲ့ main ကလေးတွေရဲ့အကြည့်ခံရတဲ့အကြည့်ကိုနင်တို့မသိဘူးဟုတ်လားဟေးပြောရင်လည်းများမယ်နော်ပြောရင်လည်းလွန်အောင်ကြာမယ်ကိုယ့်ဟာနဲ့ကိုယ်ဖြစ်တာဘာဖြစ်လဲဘာမှမဖြစ်ဘူးငါတို့ဘာမှမဖြစ်ဘူးဒါပေမဲ့နော်နင်တို့ကြောင့်ရိုးသားလှုပ်ရှားနေတဲ့ main ကလေးတွေအတွက်အဆင်မပြေဘူးလို့ဒါကိုပြောပြတာနင်ကဖြစ်ချင်ဖြစ်မဖြစ်ချင်နေနင်တို့ဟာနင်တို့နော်နောက်မှတော့တခုဖြစ်မှတော့ဘာဖြစ်ရညာဖြစ်တယ်အဲ့ဒါနင်တို့ပိုင်းဒါပေမဲ့ရိုးတန်းလှုပ်ရှားနေတဲ့ main ကလေးတွေကိုတိတ်ခါကြစီတဲ့အတွက်ဒါနည်းနည်းတတိတက်ပေးတာဒါပါပဲဗျာနော်ကဲဗျာပြောရတာလည်းမကောင်းနော်ဒီလောက်ပါပဲဗျာနော်ဒီကောင်မတွေကိုပြောချင်နေတာအာရနေပြီကဲအားလုံးပဲဒီလောက်ပါပဲနော်